ကတော့ငင်းချမ်းရေးလိုတက်ရှို့လိုတစ်စပေါက်လိုနှစ်ဖက်ရှင်လိုနဲ့သူ့မျိုးနွယ်စုတွေကိုပါရက်ဆက်စွာတပ်ဖြတ်ခဲ့တာမို့မျိုးနွယ်ရဲ့စုံပြူဖြစ်ပြီးစုံဆိုတဲ့အတိုင်းမျက်လုံးနှလုံးကအနီနဲ့ကြီးကန်းတွေလည်းအသုံးပြုတတ်ပါသေးတယ်အဆိုးဝါးဆုံးကတော့မျိုးနွယ်စုကိုဖျက်ဆီးတပ်ဖြတ်ရုံနဲ့မကမိဘနှစ်ပါးကိုပါမိုက်ရိုင်းစွာတပ်ဖြတ်ခဲ့တာမို့တေပြီးအဝေစီကိုတန်းကြတတ်တဲ့ပြင်စာနန်ရိယာကန်၅ပါးတွေကအဖေအမေကိုတက်ရှင်းဆိုတဲ့မာတုခါရကကန်နဲ့ပီတုခါရကကန်နှစ်ထပ်ကွမ်းကျူးလွန်ခဲ့သူမို့ဒေဝရက်ကလည်းနှစ်ထပ်ကွမ်းကျူးလွန်ခဲ့ပြီးမိဘကိုတပ်ဖြတ်တဲ့အထိတော့မယုံမာတာမို့အီတာရှိဆိုတာဒေဝရက်ထက်ယုံညံ့တဲ့ကောင်ဖြစ်ပြီးအောင်မဖခင်လောက်ပဲတတ်ထားဓာတော်နောင်တပြန်ရလို့လူကောင်းပြန်ဖြစ်သွားပါသေးတယ်။အီတာရှီကတော့သူ့ဖခင်နဲ့မကအပြစ်မရှိတဲ့မိခင်ကိုမှရက်ဆက်စွာတပ်ဖြတ်ခဲ့တာမို့အစာသက်ဆန့်ချိန်ကိုမှရိုက်ချိုပြီးမိုက်ရိုင်းပြီးယုံမာတဲ့နေရာမှာဒေဝရက်နဲ့အစာသက်တို့ရဲ့ဆရာတဆူအဖြစ်လည်းရပ်တည်ခဲ့ပါသေးတယ်။သူအဲ့လိုမျိုးနွယ်စုကိုဖျက်ဆီးတာကိုနိုဟာရွာနဲ့သူ့ညီလေးကိုကယ်ဖို့လို့အကြောင်းပြပါတယ်။ဟုတ်ပါတယ်။သူကရွာကိုခဏခဏဒုက္ခလာပြီးကာကွယ်ပေးလို့ရှိပါတယ်။သူ့ညီလေးကိုတော့တည်တည်ရှာရှာကာကွယ်ပါတယ်။